အငားအေယာများသို့အိမ်ရှင်များဝင်ရောက်ခွင့်အေယာငားရန်နေထိုင်ရေးရုံး ORT မှာကြိုဆိုပါရစေ။ဒီဗီဒီယိုမှာကျွန်တော်တို့ဟာအိမ်ပိုင်ရှင်များရဲ့အငားအေယာများထံဝင်ရောက်ခွင့်နဲ့ပတ်သက်ပြီးပြောကြားသွားမှာဖြစ်ပါတယ်။အိမ်ငားသူများသည်ကိုယ်ပိုင်တည်တံ့နှင့်လက်ဝယ်ပိုင်ဆိုင်ခွင့်ရှိတော်လဲအိမ်ပိုင်ရှင်များသည်အေယာငားရန်နေထိုင်ရေးဆိုင်ရာအဥပဒေပါစီမင်းများကိုလိုက်နာသည့်၍အငားအိမ်သို့ဝင်ရောက်ခွင့်ရှိပါသည်အိမ်ရှင်ကအငားအိမ်ထဲသို့ဝင်ရန်တောင်းဆိုနိုင်ပြီးအိမ်ငားကအိမ်ရှင်ကိုဝင်ခွင့်ပြုနိုင်ပြီးအိမ်ရှင်သည်အနည်းဆုံး24နာရီကြိုတင်၍ဝင်ခွင့်အကြောင်းကြားစာပေးလျင်အိမ်ပိုင်ရှင်သည်ခွင့်ပြုချက်မရှိဘဲဝင်ရောက်နိုင်သည်ဝင်ခွင့်သတိပေးချက်သည်နနက်8နာရီမှည8နာရီကြားညဆုံး4နာရီထိကြာနိုင်ပြီးတနင်္ဂနွေနေ့သို့မဟုတ်အိမ်ငားသူ၏ဘာသာရေးကိုပြုမှုနည်းရများတွင်ဝင်ခွင့်မရှိပါငားရမှုတစ်ခု၏အဆုံးတွင်အိမ်ရှင်များသည်အခန်းကိုအလားအလာရှိသောအိမ်ငားများအားပြသရန်လိုအပ်သည်အိမ်ရှင်တဦးသည်လက်ရှိအိမ်ငား၏ခွင့်ပြုချက်မရရှိပါကအနည်းဆုံး2နာရီကြိုတင်သတိပေးချက်ပေးခြင်းဖြင့်ငားရမ်းမည့်အိမ်ယာကိုပြသနိုင်ပါသည်၎င်းသည်အငားအိမ်ယာကိုပြသရန်ရေဘူးရခွင့်ပြုချက်ဖြစ်နိုင်ပြီးသို့မဟုတ်တီးခြားပြသမှုတစ်ခုအတွက်လည်းဖြစ်နိုင်ပြီး၎င်း2နာရီကြိုတင်သတိပေးချက်သည်အိမ်ချမ်းမြေရောင်းရန်ရှိပြီးအလားအလာရှိသောဝယ်သူများကိုပြသရန်အတွက်အကျုံးမဝင်ပါယင်းအခြေအနေတွင်အိမ်ရှင်သည်အိမ်ငားထံမှခွင့်ပြုချက်ရယူရပြီးသို့မဟုတ်24နာရီကြိုတင်အသိပေးချက်ပေးရမည်ဒါဆိုအိမ်ငားအားဆက်သွယ်မရပါကဘာတွေဖြစ်နိုင်ပါသလဲအိမ်ပိုင်ရှင်များသည်ဝင်ခွင့်အတွက်ရေဘူးရစီးရင်များကိုလိုက်နာပြီး24နာရီတွင်အကြောင်းကြားထားသည့်၍အိမ်ငားထံမှပြန်ကြားအဆက်အသွယ်မရသေးတော့လဲ၎င်းတို့သည်အခန်းထဲသို့ဝင်ရောက်နိုင်သည်ငားရမ်းမှုသဘောတူညီချက်အရအိမ်ရှင်သည်ငားရမ်းသည့်အိမ်ယာကိုအိမ်ငားသို့လက်ဝယ်ပိုင်ဆိုင်ခွင့်ပေးအပ်ထားပြီးဥပဒေအရခွင့်ပြုထားခြင်းမှလွဲ၍ဝင်ရောက်ခွင့်ကိုကန့်သတ်၍မရပါအိမ်ရှင်နှင့်အိမ်ငားကြားအိမ်သော့လဲရန်အပြန်အလှန်သဘောတူခြင်းရှိမှသာအိမ်သော့များအားပြောင်းလဲနိုင်ပြီးအိမ်သော့အသစ်များကိုလည်းတဦးနှင့်တဦးလွဲပေးရမည်အိမ်သော့ပြောင်းလဲရန်နှစ်ဖက်သဘောတူညီမှုမရှိပါကအိမ်ရှင်ဖြစ်ဖြစ်အိမ်ငားဖြစ်ဖြစ်အိမ်သော့ပြောင်းလဲခွင့်မရှိပါအိမ်ငားမဝင်ရောက်နိုင်ရန်အိမ်သော့အသစ်ပြောင်းလဲလိုက်ခြင်းသည်တရားမဝင်ပါအိမ်ငားတဦးသည်အိမ်ငားသက်တမ်းကုန်ဆုံးချိန်တွင်၎င်းတို့၏ပိုင်ဆိုင်မှုများချန်ထားခဲ့ပါကအိမ်ပိုင်ရှင်များသည်၎င်းတို့၏ပိုင်ဆိုင်မှုအတွက်အိမ်ငား၏တောင်းဆိုမှုများမှကာကွယ်ပေးသည့်အမိန့်ကိုလျှောက်ထားနိုင်ပြီးကျင်းရင်ခဲ့သောပစ္စည်းကိုစွန့်ပစ်ရန်ခွင့်ပြုအမိန့်ကိုလည်းလျှောက်နိုင်သည်အိမ်ပိုင်ရှင်သည်ကားများနှင့်နောက်တွဲယာဉ်များအပါအဝင်အိမ်ငားများပိုင်ဆိုင်မှုစည်းရင်းနှင့်၎င်းတို့၏ခံမှန်းတန်ဖိုးတို့ကိုဖော်ဆောင်ရန်လိုအပ်ပါသည်အိမ်ငားတို့၏ကျန်ရစ်ခဲ့သောပိုင်ဆိုင်မှုနှင့်ပတ်သက်သည့်အချက်အလက်အသေးစိတ်ကိုကျွန်တော်တို့၏ website သို့ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ ORT သည်အိမ်ပိုင်ရှင်များနှင့်အိမ်ငားများအား၎င်းတို့အကြားလေးလေးစားစားပြောဆိုဆက်သွယ်နိုင်သည့်လမ်းကြောင်းတစ်ခုဖွင့်ထားရန်အားပေးတိုက်တွန်းပါပြီအိမ်ရှင်များနှင့်အိမ်ငားများကြားသဘောတူညီမှုရှိသည့်အခါအိမ်ငားရင်းချင်းမှာပုံမလွယ်ကူဖြောင့်ဖြူပါသည်ပုံမသိရှိလိုပါကကျွန်တော်တို့ website www.saskatchewan.ca/ort တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ